နောက်ွယ်ကနေနှိပ်စက်နေတာကြောင့်မခံနိုင်လို့ယောက်ျားစီကထွက်ပြေးသွားတဲ့မြတ်သူ MRT ဖောင်းမင်းသမီးကျော်လေးမြတ်သူကတော့ပရိသတ်တင်အားကြရတဲ့မင်းသမီးတွေထဲကပါဝင်နေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပိုင်းကမှအိမ်တော်တဲ့ဘဝကိုခံယူထားပြီးအနုပညာအလုပ်တွေတန်းစီးပွားရေးဘက်မှာခြေချနေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပရိသတ်တွေကတော့မြတ်သူကိုရှင်လိုဇလန်းတွဲနေမှာကြည့်ချင်ပေမဲ့မြတ်သူကတော့သူဝါသနာပါတာကိုပဲရွေးချယ်သွားခဲ့ပါတယ်။မြတ်သူရဲ့ဘဝကတော့ပျော်စရာကောင်းတယ်လို့ယောက်ျားရဲ့ချစ်တွေကိုပါခံနေရတယ်ဆိုပြီးထင်ရပေမဲ့တကယ်လက်တွေမှာတော့အတော်လေးခံစားနေရပါတယ်။မြတ်သူကတော့လှုပ်တွေစူးစမ်းနေတာကြောင့်ယောက်ျားနဲ့စကားများကြပြီးစိတ်ဆိုးသွားခဲ့ပါတယ်။ယောက်ျားလှုပ်သူကစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းပြေးသွားတာကြောင့်ယောက်ျားလှုပ်သူအနေနဲ့ပရိသတ်တို့ကိုတီးပေးလာခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့အမားတွေကိုတီးတာကြောင့်သူ့စီပြန်လာပေးပါဆိုပြီးပရိသတ်တွေရှိမှပဲတရားဝင်တောင်းပန်လိုက်ပါတယ်။တကယ်လို့သူသာပြန်မလာရင်ယောက်ျားတစ်ယောက်အနေနဲ့တည်တဲ့ထီတောင်ဖြစ်သွားနိုင်တယ်ဆိုပြီးဖွင့်ချလာခဲ့ပါတယ်။ပရိသတ်တို့ကလည်းမြတ်သူတစ်ယောက်သူ့ယောက်ျားကိုခွင့်လွှတ်ပြီးပြန်လာဖို့ဆုတောင်းပေးနေတယ်လို့ဝိုင်းရှာပေးနေကြပါတယ်။